ဒီချင်းအားလုံးမင်္ဂလာပါဒီနေ့နေ့ခင်းကြတော့ဝါဒီရဲ့နေ့ခင်းကြတော့အားလုံးဒီဗီဒီယိုအတိုင်းပဲညဉ့်ညံပြီးတော့မှအစ်ဆက်နေတဲ့ဂျုံစစ်ကိုတုတ်ထားတဲ့ဂျုံကောင်းဆွဲလေးပဲဖြစ်ပါတယ်နော်ဒီမှာဒီမျိုးအားလုံးဟာဂျုံကောင်းဆွဲတုတ်ကိုညှက်တက်ကြတယ်ဆိုတော့ကျွန်တော်ငယ်ချင်းတွေလည်းညှက်တက်မယ်လို့ထင်ပါတယ်အားပါရစားကြပါလို့ဒီလောက်တော့ဘူးဒီဟင်းကလာဖို့လာဖို့မယ်ဒီပိုရှင်ကိုပိုရှင်ကိုမြင်နေတော့အများကြီးပဲတော့ကြာကြာမယ်တို့တိုင်းရမှာစုံမှုတဲ့တကယ်ချင်းတွေအားလုံးတော့ဒီဘက်ကိုအနေရောက်လာကြတယ်ပေါ့နော်ဟောဆိုတို့ကြာကြာမယ်လက်ခောက်ဆွဲတော့မရနိုင်ဘူးပေါ့ကျန်တာရင်လည်းအရင်ကောင်းတယ်ခောက်ဆွဲတော့ကြတော့ဒီဘက်ကိုကူလာရပေါ့ဘာဖြစ်လဲကောင်းတဲ့လက်ရံကောင်းတဲ့ဆိုင်တွေကိုကူတန်းပြီးတော့စားကြတော့နော်ဒီကတော့ပူပူစိတ်စိတ်ဒီတော့ပဲဘူးရင်းမှာသမင်းချမ်းနဲ့ချိုးတငယ်ချင်းနဲ့သမင်းချမ်းလေးနဲ့ဆွဲကြတယ်ဗောနော်ဒီဘက်ကမှာဝယ်လိုက်တယ်လာလာဒီဝါရှိတော့နာမည်ခောက်ဆွဲတော့ပါလေနာမည်လေးနဲ့တော်တော်လိုက်တာပေါ့နော်နာမည်ကော်ဖီချက်သွန်ရတာနေနဲ့ဆိုတော့ breakfast ဒါအပြည့်စုံလို့ပြောမှာနော်ဒီကကောဝိုင်းသိကြတယ်你都不拿了啥？搞过呀？哎，老家里面。老家的，他不知道别说了。哎，呀了。对也别的。你有啥？还有的了。今天多少？老婆，今年有呀了。
ညလုံးယူရအဲ့ဒီရောပါနဲ့အဲ့ဒါကြီးလာတယ်စမောင်း ဒီကကြည့်ပေးတဲ့တကယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ရက်တွေမှာလည်းဘယ်လိုရတာကောင်းလဲ။ဝါရီလက်ရာတွေနဲ့ပြန်ပြီးတော့စုံလေးကြမယ်ဆိုတော့ကြည့်ပေးပါအောင်ကျေးဇူးများတင်ပါတယ်။